ရသိအောင်ဆရာကိုကျော်မင်းပနက်တိုင်လေးထူပြီးလေပေါ့ခင်ဗျာကဲတင်အောင်ရင်ဟုတ်ကဲ့ကိုကျော်မင်းသာသနာအလူတကာကြီးကဦးမောင်ထေးကျွန်တော်လူမလေးကဒေါ်စန်းထေးဒီကနေ့တော့တောင်းလူလာရင်ပေးစားသူလာရင်ကျွေးတာအယုတ်လာမျက်မပြီးပေးကန်းစွန့်ကြတဲ့နေ့ပေါ့ဟုတ်ပါဘေးနေရာမှာကျွေးနေတာတော့ဘေးနေရာမှာပေးနေတာတော့ဆိုအလူတကာကြီးဦးမောင်ထေးရဲ့အိမ်ဟုတ်ပါအလုံမကြီးဒေါ်စန်းထေးရဲ့အိမ်ပေါ့အိမ်တော်မင်္ဂလာမှာပေါ့ဟုတ်လားဟုတ်မင်္ဂလာယူတဲ့အနေနဲ့ဒီအိမ်ကပုံမှန်နေနေတဲ့အိမ်တာမန်နေနေတဲ့အိမ်မျိုးတော့ဒီကနေ့မဟုတ်တော့ဘယ်ဟုတ်ပါတော့ဒီနေ့ဒီအိမ်ကဘာလုပ်တဲ့အိမ်နော်အလူကြီးပေးတဲ့အိမ်ဒီကောင်ကြီးရှင်ရတော်လေးကဦးမောင်ထေးလို့ဒေါ်စန်းထေးလို့အလူကြီးပေးတဲ့အိမ်စတိုင်းလေးလူရမှာချိန်ချင်းအနာရင်စလက်နဲ့မကွာလို့ချက်ပြီးချာရဒူနေကိုယ်စိတ်ကလုံးရွှင်ပြောင်းဝင်ပျော်ရစနေကျွန်တော်တို့ရွာတွေကအလူကြီးပေးတဲ့အစုံးလက်မှာကက်ကရမျက်နှာဝါညီတော်ဟာမင်းကြီးများဝင်းစီမိုက်တော်ပြန်တိုင်းပါဖယား
နော်ဒုတာမနေလောင်းနေရလေးဒီရောတုံမရတနာလေးဒီရောနေပါအောင်ရှင်လောင်းယူရှင်လောင်းနဲ့နော်မင်္ဂလာယူတဲ့အချိန်ခါသမ ्या မှာ
စိုင်းတော်ကြီးကမင်္ဂလာရှိတဲ့ဂီတသားများဖြစ်တော်လေနော်ပါရမီကိုကြီးတိခတ်ဖျော်ဖြေပေးတယ်တဲ့ဗျနော်ကျက်ဒီမင်္ဂလာဖျားဖျားနဲ့ပြည့်စုံတော့ညနေခင်းစီးတာချိန်ပေါ့လေဟုတ်နော်အလူဓာကြီးကကြီးဥမောင်သေးတယ်အလူဓာကြီးကမကြီးတော်ဆန်းသေးတယ်မိသားစုရဲ့အနည်းနဲ့လာလာကရှာဖွေစုလုံးရရှိခဲ့တဲ့ဓမင်းရလက်တာပစ္စည်းဥစ္စာများကိုယနေ့တော့သူတစ်ပါးကိုလကားပေးလကားကျွေးလို့ဒါနမှုတွေပြုတဲ့အလူတော်မင်္ဂလာကြီးရဲ့ညနေခင်းစီးတာမှာပေါ့လေကြောက်ရောက်လာကြကုန်တော့ကလျာဏမိတ်အပေါင်းကျေးဇူးရှင်ပြိတ္တတော်မင်းအပေါင်းတို့အတွက်တဲ့ဗျနော်ကိုကျော်မင်းတို့ကဂီတဓမ္မနှစ်ဌာနညီမျှအောင်ပေါ့လေဟုတ်ကဲ့ဂီတတန်လေးတွေနဲ့အသုံးတော်ခံပေးနေခြင်းဖြစ်ပါတယ်ခင်ဗျာနော်ဒီတော့ကဂီတဆိုတာနားထောင်တတ်ရင်ဘာဝနာနားမထောင်တတ်ရင်တဏှာပေါ့တဏှာဖြစ်တတ်တယ်တဲ့ဗျကျက်ဒီမင်္ဂလာရှိတဲ့ချိန်ဆိုတော့ကာလဒေတာပုဂ္ဂလဘောကာလဒေတာဧကတနံတဲ့ဗျကာလဒေတာဧကတနံကာလအချိန်ကာလနဲ့လိုက်လျောညီတွေရှိတဲ့ဂီတပုဂ္ဂလပုဂ္ဂိုလ်ကိုကြည့်ပြီးတော့တီးခတ်ပြောပြရခြင်းနော်ဒီကြားထဲမှာဆိုရင်တပုံပြောရင်တမီတီးခြင်းတလုံးပေါ့ဤသို့ဟာကာလဆင်ငယ်ပြောင်းလဲမှုအဖြစ်စာရတပညာမှာသင်္ခါရတို့ထင်သွားသိမြင်သွားကြည့်တတ်မှာလေတောတာသောနာအာယု6ဖြာပိဋိဖြာတယ်တဲ့ဗျနော်ကောင်းတာကိုသိရခြင်းကောင်းတာကိုကြားရခြင်းဟာဒါနားရဲ့ဂုဏ်အစစ်မှန်ပဲတဲ့ကိုဝဲပြီနော်စိတ်ငကကြီးတွေပန်ထားမှာမြတ်ငကကြီးတွေပန်ထားမှာရွှေငကကြီးတွေပန်ထားမှာနားရဲ့ဂုဏ်အစစ်မှန်မဟုတ်ပါဘူးတဲ့ကောင်းတာကိုသိရခြင်းကောင်းတာကိုကြားရခြင်းဟာနားရဲ့ဂုဏ်အစစ်မှန်ပါတဲ့ရတာမြောက်ချင်းပေါ့ရွှေလက်ကောက်ကြီးတွေစိန်လက်ကောက်ကြီးတွေတောင်စစ်လောက်ဝတ်ထားမှာလက်ရဲ့ဂုဏ်အစစ်မှန်မဟုတ်ပါဘူးတဲ့လူရပေကစွန့်ကြဲရရောမှုဒါနအားကောင်းမှသာလျင်လက်ရဲ့ဂုဏ်အစစ်မှန်ပါတဲ့ဒီနေ့ကျွန်တော်တို့အလူဓာကြီးကကြီးဥမောင်သေးတို့အလူဓာကြီးကမကြီးတော်ဆန်းသေးတို့မိသားစုများလက်ရဲ့ဂုဏ်အစစ်မှန်ဖြစ်အောင်ဖြစ်နေတဲ့ဒါနမှုပြုနေတဲ့အချိန်မှာငါရဲ့ဂုဏ်အစစ်မှန်ဖြစ်ရလေအောင်နော်မန္တလေးကိုကျော်မင်းတို့ညီကောင်မောင်တို့မိသားစုဆိုင်းတော်ကြီးကဂီတနဲ့ပေါ့လေဟုတ်ကဲ့ကြွားသားမိတ်ရှိပါကဲကိုတင်ကိုကျော်မင်းမောင်ရှင်လောင်းလေးတွေကြံတဲ့မောင်ရှင်လောင်းလေးလေရှင်လောင်းသုံးဦးမှာပေါ့နော်ဟုတ်ပြီမန္တလေးကြွတဲ့ပါရှင်လောင်းလေးတွေလာခဏထိုင်လေးတို့ထိုင်ကြကဲတော့အမေခုံနေပေးထားတယ်နော်ဟုတ်ပြီရှင်လောင်းသွင်းမယ်ရှင်လောင်းလေးတွေကြံတဲ့မောင်ရှင်လောင်းတွေမေနာကတွေရှင်လောင်းလေးတွေကရှေ့ကထိုင်နားသားလေးတွေကနောက်ကထိုင်နော်အေးဟုတ်ပြီအဲ့လိုလေးမှကဲတော့ရှင်လောင်းမသုံးခင်နေတပုတ်လောက်ပေါ့ဟုတ်ပြီကျွန်တော်ညီမတွေနှမတွေတော့ပြည့်ပြီပေါ့နော်ဟုတ်ကဲ့တပုတ်လောက်ဆိုလဲလောက်ပါအစကကြိုသိခဲ့ရင်ဆိုတယ်ဗမာသားငယ်လေးဆိုအောင်နော်ဟုတ်ကဲ့ဆိုင်နေတာကအစကကြိုသိခဲ့ရင်မချင်ရရင်လေပါစီခွေဒီလိုမှမသိလို့ချစ်ခင်မိတယ်ကျင်လာသူရဲ့အခုများချလာမှုမိနိုင်လို့မပိုင်ဆိုင်နေတာကအစကကြိုသိခဲ့ရင်မချင်ရရင်လေပါစီခွေဒီလိုမှမသိလို့ချစ်ခင်မိတယ်ကျင်လာသူရဲ့အခုများချလာမှုမိနိုင်လို့ကောင်းတဲ့ဆုံးရမောင်နှမလေးတို့တို့ချမ်းသာမှာမင်းနဲ့တွေ့လို့ပြောဝင်နေစင်ငယ်လို့လေအလို့ရှိရောလို့မန်တတိုင်းလေးတက်ခါကျွန်တော်ရဲ့တင်းရင်နေမှချီလို့မိတယ်ချစ်ကြတဲ့ချိန်ကဆိုတော့ဟုတ်တယ်ပဲမေအခုများတော့လေတွေ့နေသေးတာရရဲ့မျက်နှာများတောင်မပြောင်းဘူးဆိုင်တော့ဆိုင်ပပိုင်နေပါအလားကတော့အခုမှတွေ့ဘဝချင်းများလေးလို့ရှင်တော်ကလာရတယ်ယုံနာမိလို့အလားတန်ခံ
ရတယ်အဆောင်လာကြိုသိခဲ့ရင်မောင်မချစ်ဝဲမောင်အဆောင်လာကြိုသိခဲ့ရင်မောင်မချစ်ရရင်လေနေပါစေခွေဒီလိုမှမသိလို့ချစ်ခင်နေတယ်ကျင်နာသူရဲ့အခုများချမ်းသာမောင်မေးနိုင်လို့မပိုင်ဆိုင်နိုင်တာလို့သာအဆောင်လာကြိုသိခဲ့ရင်မောင်မချစ်ရရင်လေနေပါစေခွေဒီလိုမှမသိလို့ချစ်ခင်မိတယ်ကျင်နာသူရဲ့အခုများချမ်းသာမောင်မေးနိုင်လို့အပေါင်းတဲ့ဆုံးရမောင်နှမတွေသူတို့ချမ်းသာမှာမင်းနဲ့တွေ့လို့ပြောဝဲနေတယ်စေမှုတွေအလုံးရှင်လို့အတန်တိုင်းတက္ကကြောင်းရည်တည်ရှင်နေမှာချင်လို့ပြီးတယ်ချစ်ကြတဲ့ချိန်မှာဆိုတော့ဟုတ်တယ်ပဲနေရဲ့အခုများတော့လေတွေးနေသိနာရတယ်မျက်နှာများတော့မပြလို့ဆိုင်သာဆိုင်ပပိုင်နေပါအလားခတ်တာဘဝလေးမများရင်လို့ချင်လို့ခံလာရတယ်ယုံနာမီလို့အလားခံရရတယ်အဆလာချတိခဲ့ရင်မောင်မချစ်ဝဲမှာ